စေတနာပုံစံပူးစုံအကြောင်းပြောပြမယ်နော်ရာဆိုတာရာကောက်ဆိုတာရှမ်းနဲ့ရခိုင်တယ်နော်အဲဒါများတာပြီးရွှေနန်းတော်ဆိုပြီးသူတို့ကရခိုင်လို့ရှမ်းလို့ခေါ်တယ်နော်စေတနာပုံစံပူးစုံမှာမန်နေဂျာတွေကဘယ်လိုလဲဆိုတော့ပိန်းဦးရှိတယ်နော်ဒါပိန်းဦးပုံစံနော်ပိန်းဦးပုံစံဒါကဂျင်းပုံစံဂျင်းကောနော်ဒါကောင်ကတံမြာဒီလေးမျိုးလုံးနော်ဒါကအာနော်အာလူရှိတယ်ငကားရှိတယ်ဒီကောင်ဆိုငကားပုံစံဖြစ်တယ်နော်ဒါဆိုဘဲပေါက်စီဘဲပုံစံမျိုးပေါက်စီပုံစံမျိုးပေါက်နေဒါဆိုတော့ချက်တုံးပုံစံနော်ဒါလည်းချက်တုံးပဲနေဝင်လာဖြူလေးလာလေဒီကြိုက်တာပြောနော်ဒီကောင်က gas နဲ့ဒါပါပါနော်အဲ့မှာနေဝင်လာဖြူလေးရတာ acid ရှိတယ် base ရှိတယ်နော် acid ဆိုတာတမယာဒီအန်ဒီရရှိတယ် acid ဖတ်ကြဒါ base ဆိုတာစားဖတ်ကြအဲ့တတူအရေးတူတဲ့ခါကျ acid နဲ့ base နဲ့ရှိတယ်နော်gas တပူအတစ်ဆိုရင်လုံခြုံရေးအရဆိုရင်600ရှိတယ်တပူဖြည့်တယ်ဆိုရင်1500 gas ပူတွေပေါင်းဘယ်လိုကြည့်မလဲဒါဆိုပေါင်းနေပြီ gas ပေါင်းနေပြီဆိုတော့သူတို့ဖောင်းလေးတွေဖြစ်လာတယ်နော်အဲ့ဒါ gas ပေါင်းပေါ့ဒီမှာ overtake ကမ်းမယ်ဒီမှာ overtake ကမ်းမယ်ဒီကောင် gas ပေါင်းတိအောင်လို့စတိကအပြန်လုံခြုံမှု gas ရဲ့လုံခြုံရေးကိုယူမယ်နော်အဲ့ပါဒါဆိုရင် gas ကအထက်မှာပေါင်းတော့ gas ကလီထွက်လာတယ်နော်ဒီကောင်ဆိုရင်တော့မပေါက်ဘူးနော်များတော့ပြပေါက်တာသူအလဲဆက်ကြောင်းနေမှာပေါက်တာများ gas ဘူးရဒီလိုမျိုးအလဲဆက်ကြောင်းနေမှာများတယ်သူရဲ့ဥစ္စာကြတော့ဒီမှာခေါက်တွေပါတယ်နော်ဆေးရန်ခေါက်ပုံစံမျိုးတွေပါတယ် gas မှာဒီကောင်ပိုက်လိုင်းနဲ့မဟုတ်ဆေးမဟုတ်ဘူးလို့ဆိုတော့ပိုက်လိုင်းနဲ့အောက်ထိကြာဒီကောင် gas ကြတော့ဆေးရန်ခေါက်မျိုးခေါက်တွေပါတယ်ဒါဘီယာဘူးခွင့်လေးနဲ့လည်းကတ်ချီနော်ဒါကောင်ကြတော့ဗာလဲဆိုတော့ခြေဝါရကျိုးနှော့တာဘူးနော်ကောင်ကြတော့လုံးတာရွှေလုံးလေးဘောလုံးလေးလုံးတဲ့ဥစ္စာဒီကောင်ကြတော့ခွာတာနော်ကတ်တဲ့ဥစ္စာခွာဘူးဆိုဒီကောင်မူလောင်းတာနော်အဲ့တော့ဗာလဲဆိုတော့ဒီမှာဂျေးနဲ့နီနဲ့တတူနဲ့ရောရခါကြရင်အနူမီနီယံတတူတွေကမီဒီတတူတွေမှာတပြုတ်ချင်းမရှိဘူးအဲဒီတော့တစားချင်းစီဖြစ်အောင်လုပ်ရမယ်နော်သူအတုံးပုံစံမလောင်းအတုံးဆိုအဲ့လိုမျိုးရှိတယ်အဓိကရှာချင်တာမိုးကျူးရွှေဆိုတာရှာနော်ရွှေဖြစ်အောင်လုပ်မယ်ဆိုတော့အဲ့ဒါကြောင့်နော်ဒါဆိုမိုးကျူးရွှေဖြစ်နော်ဒီမှာဆိုမိုးကျူးရွှေနော်ရွှေဒီငါဆန်မိုးကျူးရွှေဒီငါဖြစ်ဒီမှာဆိုရင်ဒါတတူနော်တတူစေးပါကဲစနဲ့အပူပေးမယ်စားနည်းနည်းထည့်မယ်နော်စားရည်ဆိုပူကောင်းတယ်စားဆိုတော့ပေါက်တယ်ပေါက်ဆိုမီပေါက်ရင်လက်တွေပါထိတက်တယ်မျက်လုံးတွေပါထိတက်တယ်ဒါကြတော့ဒါဆိုရင်အဲ့မှာတို့အာလူတွေချက်သွန်းနေပိန်းဦးတွေဒါဆိုဂျင်းနီဆိုရင်ဂျင်းနီတက်နော်ဒါဆိုဆွေးရင်းကားပြောပါပြီနော်ဒီထဲမှာလည်းဆွေးရင်းကားဖြစ်တဲ့နေရာရှိတယ်ဆွေးရင်းကားတွေရှိတယ်ငွေဘောလုံးတွေရှိတယ်နော်ရွှေဘောလုံးငွေဘောလုံးတီးတာရွှေဘောလုံးတွေပါပွဲသေးတယ်မှာကစားဘူးတော့ဒါရဲ့ဆိုင်နာမည်ကြတော့နန်းကြီးတိုင်းကင်လိုက်နန်းတိုင်းကင်လိုက်နန်းကင်ဆွေဆိုင်တော့ဒါရွှေထုတ်လုပ်မှုလုပ်